အားလုံးပဲကျွန်တော်ဒီနေ့မှာနော်ဖိုးချွေရဲ့ချစ်သူဆိုတဲ့ရှင်းလေးကိုရွေးရှင်းလုပ်မှာဖြစ်ပါတယ်နားဆင်ကြည့်အောင်ခင်ဗျာရွှေနဲ့ထမထားခြင်းလဲဒါပေမဲ့ကိုယ့်ရဲ့ဘဝဟာချွတ်တဲ့တာမင်းသိပါချစ်သူကိုလက်ချနဲ့တော့ကြည့်ရနိုင်တယ်အလားကလေးပေါ်ပဲ့သွားရင်ကိုရင်ကြိုရချစ်ရဲ့ချစ်သူကိုရွှေနဲ့ထမထားခြင်းနဲ့ဒါပေမဲ့ကိုယ့်ရဲ့ဘဝဟာချွတ်တဲ့တာမင်းသိပါစားသားတော့မိုက်တယ်နော်ချစ်သူရွှေနှန်းထက်မှာထားခြင်းတယ်ပေါ့ဗျာသိရမလားဘယ်လိုပြောရမလဲဖြစ်နိုင်မယ်ဆိုသိရမလားကိုယ့်ရဲ့ချစ်သူချမ်းသာဆုံးသိရမလားရွှေပေါ်မြတ်တင်ထားခြင်းတယ်ပုံစံမျိုးပဲရွှေနှန်းထက်မှာထားခြင်းတယ်ဒါပေမဲ့ဗျာသူ့ရဲ့ဘဝချွတ်တဲ့တာမင်းသိပါသူ့ရဲ့ဘဝကိုယ့်ဘဝရမ်းဆင်းရဲတယ်ကွာဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ကိုယ့်ချစ်သူရွှေနှန်းထက်မှာတော့ထားခြင်းတယ်ကွာသိရမလားအဲ့လိုမျိုးပြန်နားထောင်မယ်နော်စားသားရမိုက်တယ်ချစ်သူကိုရွှေနဲ့ထမထားခြင်းလဲဒါပေမဲ့ကိုယ့်ရဲ့ဘဝဟာချွတ်တဲ့တာမင်းသိပါချစ်သူကိုလက်ချနဲ့တော့ကြည့်ရနိုင်တယ်အလားကလေးပေါ်ပဲ့သွားရင်ကိုရင်ကြိုရချစ်ရဲ့ချစ်သူကိုချွေနှန်းထမှာထားနေတာတော့ခုနရှင်းပြဝင်နော်ချစ်သူကိုလည်းဖျားနေတော့တင်းရင်ဒီမှာသူ့ချစ်သူကိုဘယ်လောက်ထိချစ်လဲသူပန်းလေးတစ်ပွင့်လိုပဲတင်းမလားလက်ဖျားနေတော့ထိရနေအရန်အောင်ချစ်တာပဲတင်းမလားသူတော့မထိရမကန်ရပဲတင်းမလားအဲ့လိုအရန်ချစ်တယ်သူပန်းလေးတစ်ပွင့်လိုတင်းမလားအလှလေးပုံပက်သွားမှာဆိုမထိရမကန်ရနေဖြစ်တာပဲတင်းမလားဘာညာပေါ့အဲ့ဒီမှာပြန်လာတော့ကြည့်ရနိုင်တယ်အလားကလေးပေါ်ဒီပါချစ်တဲ့ထမထားခြင်းလဲဒါပေမဲ့ကိုယ့်ရဲ့ဘဝဟာချွတ်တဲ့တာမင်းသိပါချစ်သူကိုလက်ချနဲ့တော့ကြည့်ရနိုင်တယ်အလားကလေးပေါ်ပဲ့သွားရင်ကိုရင်ကြိုရချစ်ရဲ့သူကိုစိတ်ဆင်းရဲစရာမတွေ့စေတဲ့နှလုံးတစ်သလုံးနာနာမခွာမခွာဆောင်ရှောင်မဲ့ချစ်သူကိုကြည့်ရင်နဲ့ပိုလာလေးတနေ့တခြားဆုံးရှုံးရမှာပိုနှမျောမိပြန်လေကိုမြန်းပြန်လာတော့ဆောင်းတော့စားရရတော့သိမလားစားရရစားတချင်းနေရအောင်အနှစ်တွေမဟုတ်ဘူးစားရလည်းအနှစ်တွေဖြစ်တယ်သိမလားဒီမှာချစ်သူစိတ်ဆင်းရဲတာမတွေ့စေခြင်းလို့ချစ်သူစိတ်ဆင်းရဲကြဘာမှမသိမလို့အမြဲပြောတာပဲတွေ့နေတယ်ဒီမှာသူပြောတာလေးပဲတွေ့ရင်ကျင်မနေပါအဲ့လိုပုံစံမျိုးသူကစိတ်ဆင်းရဲတယ်အဲ့လိုစိတ်ဆင်းရဲတယ်ဇက်မှမတွေ့စေချင်တလုံးအနာနာမတခွာမခွာဆောင်ရှောင်းမယ်တလုံးဖြစ်နိုင်မယ်ဆိုသိရမလားအနာနာမှာထွားပါဆောင်ရှောင်းမယ်ပါညာပါဗျာချစ်သူကြည်ရင်နဲ့ပူလာ
တနေ့ချဆုံးရှုံးသွားမှာကိုနှမျောမိပြန်နေခုခေတ်ပုံစံကြည့်ကြည့်ရင်ကိုဒီကောင်မလေးဆောင်းရင်ကြည့်ရင်တနေ့ချပူလှတာတည်အဲ့လိုသူဆုံးရှုံးမှာကိုတည်မလားသူချစ်သူဆုံးညမှာဆောင်းရုံနှမျောလာတပြည့်နဲ့လေးကြောက်လာပါဗျာဘာညာမတည်မလားတည်မလားဖြူရမလားဒါပေမဲ့တကယ်ဆုံးရှုံးသွားရရှိရမလားကိုနဲ့မတန်ဘူးဆိုပြီးတည်မလားကိုနဲ့မတန်များလေးကိုရတာတနေ့ချကြည့်နေပူလှတာနောက်ပိုင်းကျနောက်တစ်ယောက်တော့ပါပါအဲ့လိုဖြစ်မှာနှမျောနေချစ်ရပါမလားရင်ထိတ်သူကိုစိတ်ဆင်းရဲကြမတွေ့စေတဲ့နှလုံးတစ်သလုံးနာမခွာမခွာဆောင်ရှောင်မဲ့ချစ်သူကိုကြည့်ရင်နဲ့ပိုလာလေးတနေ့တခြားဆုံးရှုံးရမှာပိုနှမျောမိပြန်နေကိုမြင်ချစ်ရပါမလားရင်ထိတ်နဲ့မပြောနိုင်ပါဘူးအော်တနေ့နေ့ဝေးရမှာလားနှုံချတဲ့အနောက်ဆုတ်ဘဝနဲ့ချစ်သူကိုချစ်လို့ကိုမဝနိုင်သေးခင်ခြေလေးမွဲစင်ရဲ့ကိုယ့်ဘက်ကိုမခေါ်ရဘူးချစ်သူကိုထမ်းထမ်းဆောင်းရဆောင်းမိုက်ချက်တစ်ချက်ပြန်လာတော့အဲ့နာလေးတစ်ချက်ပြန်လာထောက်အောင်မယ်ဆုံးရှုံးရမှာပိုနှမျောမိပြန်နေကိုမြင်ချစ်ရပါမလားရင်ထိတ်နဲ့မပြောနိုင်ပါဘူးကိုမြဲတဲ့ချစ်ရပါမလားရင်ထိတ်ပြောနိုင်မှာဘူးဘယ်လိုပြောမလဲကိုမြဲတဲ့ချစ်ရပါမသိမှာနိုင်မှာဘူးဆောင်းမိုက်ကောင်းမလေးသိမလားကိုကောင်မလေးရမ်းချောတော့ငါအမြဲတမ်းသူပန်ဆိုင်နိုင်မှာမလားဆိုပြီးလို့ဆောင်းနေစိုးရိမ်နေသိမလားကိုကောင်မလေးရမ်းချောတော့ကောင်မလေးရမ်းချောလို့ဆောင်းနေစိတ်ပူတာပေါ့ကွာအော်တနေ့နေ့ဝေးရမှာလားနှုံချတဲ့အနောက်ဆုတ်ဘဝနဲ့ချစ်သူအော်တနေ့နေ့ဝေးရမှာလားနှုံချတဲ့နောက်ဆုတ်ဘဝနဲ့ဆောင်းနေပူပါညာကောင်မလေးကရမ်းလှနေကိုနဲ့မတန်များလေးဖြစ်နေတယ်အော်တနေ့နေ့သူဝေးရမှာလေနှုတ်ဆုပ်ဘဝနဲ့ဆိုတာနှုတ်ဆုပ်ဘဝနဲ့ဘယ်လိုဘန်းနှုတ်ဆုပ်ဘဝနဲ့သိရမလားဘယ်လိုပြောအားကြဘယ်လိုဖောင်းနှုတ်ဆုပ်ဘဝအပြည့်စုံနဲ့ဖောင်းလို့သိရမလားကွာအများနဲ့မပေါင်းထည့်နိုင်မလဲသိရမလားနှုတ်ဆုပ်ဘဝနဲ့အပြည့်စုံတဲ့သဘောမျိုးသိရမလားစင်းရဲ့သဘောပဲပြောရထင်ပါတယ်ဟုတ်လားအဲ့လိုပဲနေမှာနော်နှုတ်ဆုပ်ဘဝနဲ့စက်နာတော့မယ်စက်နာတော့မနော်ကိုမြင်ချစ်ရပါမလားရင်ထိတ်နဲ့မပြောနိုင်ပါဘူးအော်တနေ့နေ့ဝေးရမှာလားနှုံချတဲ့အနောက်ဆုတ်ဘဝနဲ့ချစ်သူကိုချစ်လို့ကိုမဝနိုင်သေးခင်ခြေလေးမွဲစင်ရဲ့ကိုယ့်ဘက်ကိုမခေါ်ရဘူးချစ်သူကိုထမ်းထမ်းဆွတ်မောမှုမှာပိုင်ဆိုင်ခြင်းကိုကြွဖြစ်မလားတော့အော်ကိုကူတို့ပဲချစ်သူကိုချစ်လို့မဝနိုင်နေချင်းနေမဲ့စင်ရဲ့ကိုဘက်ကိုမခေါ်ရဘူးချစ်သူကိုချစ်လို့မဝနိုင်နေနေစားတာဆောင်းရမိုက်တယ်ဗျာ
သူချစ်သူဆောင်းချစ်နေတဲ့အချိန်တည်းမှာဆောင်းအရင်အောင်ချစ်နေရတာတဏီချလည်းပို့သူ့မြောင်တော့တခြားလည်းပို့လှလာလို့ခံစားတယ်ဆောင်းနေချစ်သူပိုင်ဆိုင်နေတယ်ဒါပေမဲ့တဲ့မလားသူ့ဘကအချင်းနေမဲ့စင်းရဲတယ်သူ့ဘကစင်းရတော့သူ့ဘကတော့ခေါ်ရဘူးပေါ့ဗျာသဘောပေါက်လားသူနေကြီးမဲ့သိရမလားသူ့ဘကတော့မခေါ်ရဘူးပေါ့အဲ့လိုမျိုးဆောင်းရမိုက်နော် ချစ်သူကိုချစ်လို့ကိုမဝနိုင်သေးခင်ခြေနေမွဲစင်စင်ရဲ့ကိုယ့်ဘက်ကိုမခေါ်ရဘူးချစ်သူကိုထမ်းထမ်းဆွဲမမောမှုမှာပိုင်ဆိုင်ခြင်းကိုယ့်အတွက်ဖြစ်မလားတော့အော်ကိုကူတို့ပဲ ဒီအောင်ဆောင်းဒီအောင်တေးကွဲပါဖြစ်မယ်ချစ်သူတန်းတန်းမမောမှာပိုင်ဆိုင်ခြင်းကိုယ့်အတွက်ဖြစ်မလားတော့အော်ကိုကူလိုပဲသူချစ်သူဆောင်းချင်မသိဘူးသူချစ်သူပိုင်ဆိုင်မဲ့သူ့ကသူ့အတွက်ကိုဖြစ်မလားပဲနောက်တစ်ယောက်နဲ့ဟိုကောင်မကပဲနောက်တစ်ယောက်နောက်ကိုပတ်စံရှိတဲ့ကောင်နောက်ကိုလိုက်သွားလာဒါမှမဟုတ်သူကပဲအဲ့လိုသူ့ဘဝထဲမှာခွဲလို့ထားခဲ့တယ်တော့မသိဘူးတရားတော့နောက်တစ်ယောက်တည်းပါသွားပြီခင်ဗျားတို့လိုပဲခင်ဗျားတို့ရမ်းရှင်းနေရတဲ့လူတွေတည်းနောက်တစ်ယောက်နောက်ပါသွားပြီဟိုထပ်နာထောင်မှာနော်ပြန်နာထောင်မယ်ဆောင်းရမိုက်တယ်ကိုမြန်းချစ်ရပါမလားရင်ထိတ်ထိတ်နဲ့မပြောနိုင်ပါဘူးအော်တနေ့နေ့ဝေးရမလားနှုံချတဲ့အနောက်ဆုပ်ဘဝနဲ့ချစ်သူကိုချစ်လို့ကိုမဝနိုင်သေးခင်ခြေနေမွဲစင်စင်ရဲ့ကိုယ့်ဘက်ကိုမခေါ်ရဘူးချစ်သူကိုထမ်းထမ်းဆွဲမမောမှုမှာပိုင်ဆိုင်ခြင်းကိုယ့်အတွက်ဖြစ်မလားတော့အော်ကိုကူတို့ပဲ နောက်ကစားရရတယ်ဗျာတင်မလားဒီစားရပြီဆိုကျွန်တော်ဆက်မှုဖွင့်ပြတော့ဒီလိုမျိုးကျွန်တော်ဒီမှာ1990ချင်းနေရွေးရှင်နေပါညာနားထောင်နေဆိုတော့ကျွန်တော် YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပြရပါဦးเนาะနောက်နေ့ကျရင်လည်းနောက်ထပ်တချင်းကောင်းလေးတစ်ပုဒ်ရွေးပြီးတော့ရွေးရှင်ထပ်လုပ်ပါမယ်ကျေးဇူးတင်ပါတယ်